အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့မိုးဆက်ဖြစ်ပါတယ်ဒီနေ့မှာတော့ကျွန်တော်တို့ Facebook မှာအရန်ကိုအခုတလုံးမှာ notice တွေအရန်တက်နေပြီးတော့စုတောင်းပြည့်တယ်ဆိုပြီးတော့နာမည်ကျော်နေတဲ့ကြောက်တန်းမြို့နယ်မှာရှိတဲ့ဖိလခတ်ဘုရားကျောင်းကိုကျွန်တော်တွားရောက်မသိတဲ့လူတွေလည်းလေးလာလို့ရအောင်ကြည့်အောင်ကဲအခုဆိုရင်တော့ဒါကျွန်တော်မဲတော်ကိုပူဇော်လို့ပြီးပါပြီခင်ဗျာမဲတော်ကိုပူဇော်လို့ပြီးတဲ့အချိန်မှာကျွန်တော်သတိထားမိတာတော့ဒီမှာရှိတဲ့ဘိတုကာလက်ရာတွေကတကယ်ကိုကျွန်တော်ထူးခြားရလို့ထင်မိတယ်အိန္ဒိယကပညာရှင်တွေကိုယ်တိုင်ဘုရားကျောင်းမှာလာပြီးတော့လူပညာနဲ့ပူဇော်ကြရတယ်လို့လည်းသိရပါတယ်ခင်ဗျာနောက်ထပ်ထူးခြားတာတစ်ခုကတော့ကျွန်တော်တို့အားလုံးသိပြီးကြတဲ့အတိုင်းဒီမှာစားစုပန်ရတယ်ပေါ့အဲ့ဒီအတွက်ကတော့ဒီမှာခုအားလုံးပဲမြင်တွေ့ရမှာဖြစ်ပါတယ်ခင်ဗျာဒီလိုသားစုပန်ပြီးလို့စုတောင်းပြည့်သွားခဲ့ပြီဆိုရင်လည်းကျွန်တော်တို့ကလေးမွေးပြီးသွားပြီဆိုရင်ပေါ့နော်ဒီမှာရှိတဲ့ပွဲတော်တစ်နေ့တစ်ချိန်လုပ်တဲ့ပွဲတော်ရဲ့ရှိတယ်အဲ့ပွဲတော်ရဲ့မှာကလေးကိုပကတ်နဲ့ထည့်လာပြီးတော့ဒီမှာဖះเจ้าမှာလာပြီးတော့ပြန်ပြီးတော့ပြသရတယ်လို့လည်းသိရပါတယ်။ဘာပဲဖြစ်ဖြစ်စုတောင်းမှန်သမျှပေါ့နော်အနေနဲ့အများပြည့်ကြတဲ့အတွက်ကိုတနေ့တခြားဒီထက်ပိုပြီးတော့နာမည်တွေဂုဏ်သတင်းတွေကြော်စောလာတယ်ဆိုတော့ဒီလက်ကဖះကိုဒါကျွန်တော်ခုချိန်မှာဆိုရောက်ခဲ့ပြီ။ဘယ်လိုပဲဖြစ်ဖြစ်ဒီမှာကြည့်နေတဲ့ပြည်သက်တွေကလည်းလာခြင်းနဲ့ဆိုရင်မနက်6နာရီကနေပြီးတော့ညနေ6နာရီခွဲအထိဖះဖွင့်ချိန်နဲ့ပိတ်ချိန်တွေလည်းကျွန်တော်တို့သိရပါတယ်ခင်ဗျာအခုကဲဒီမှာကျွန်တော်တို့ဟိုမေတော်ကျောင်းမှာကြည့်ပြီးသွားရင်တော့နောက်ထပ်ကျွန်တော်တို့သားတော်ကျောင်းကိုနောက်ထပ်ထပ်ပြီးတော့လေ့လာကြမယ်လိုက်ခဲ့ကြပါကဲခုဆိုရင်တော့ကျွန်တော်တို့သားတော်ရဲ့ကျောင်းရောက်ပြီဖြစ်ပါတယ်ခင်ဗျာဒါမဲ့ဒီမှာတစ်ခု
တိထားမဲ့ချက်လေးတွေပြောချင်ပါတယ်အဲ့ဒါတော့ကြော်ဝဲဝင်မယ်ဆိုရင်တော့ဒီဖြတ်ပိုင်းလေးတွေတော့ဖြတ်ဖို့လိုပါတယ်ဖြတ်ပိုင်းတစ်ခု900ကျပ်နဲ့ဟိုဘက်နားမှာကျွန်တော်သွားဝယ်လို့ရမယ်ပြီးရင်ကျွန်တော်တို့ကြော်ဝဲတစ်ပွဲကို2500နှုန်းနဲ့ဒီကနေပြီးတော့ပေါ့နော်မေတော်ကျောင်းအတွက်ရောဒီမှာတားတော်တော်ကျွန်တော်တို့ကြော်ဝဲတစ်ပွဲကို2500နှုန်းနဲ့ဝယ်သွားပါမယ်ခင်ဗျာပန်းပူဇော်ခြင်းနဲ့ဆိုရင်တော့နောက်မှာကျွန်တော်တို့ပန်းတွေပူဇော်လို့ရမယ်ပန်းကုန်းတွေကလည်းအဲ့လိုဈေးအစားစားလိုက်ရှိတယ်ပေါ့ဆိုတော့ဒါကတော့ကျွန်တော်တို့တိထားတဲ့အချက်လေးလို့ထင်ပါတယ်ကဲအဲ့တော့ကျွန်တော်တို့အထဲမှာသွားပူဇော်လိုက်ရအောင်ခုရောက်နေတာတော့ဒါကွင်းမိုင်ကူချီအရာရဲ့ဒါအဆောက်အဦဖြစ်ပါတယ်ခင်ဗျာဒီမှာဆိုရင်တော့ကျွန်တော်တို့မေတော်ကျောင်းရှိမယ်တာတော်ကျောင်းရှိမယ်ပြီးရင်ကွင်းမိုင်ကျောင်းရှိမယ်ပေါ့နော်ဒီနေရာလေးတွေမှာလာပြီးတော့ကျွန်တော်တို့လိုတဲ့စုတွေကိုတောင်းကြတယ်ပေါ့ဗျာပြီးတော့ဒီကွင်းမိုင်ယူကြတော့ဒီမှာအရက်တွေပါတယ်လဲဆက်တာလို့ရတယ်လို့သိရပါတယ်ပြီးတော့ရက်ပလင်းတွေလည်းကိုယ့်အကူဝယ်လာလို့လည်းရတယ်ဒီမှာလည်းကိုစုတောင်းပြီးတော့ရက်ပလင်းတွေဆက်တာလို့လည်းရပါတယ်ခင်ဗျာပြောချင်တာကတော့နေရာတိုင်းမှာအဆောင်ရှောက်ဆိုတာရှိပါတယ်အဲ့တော့ဒီနေရာဒီဒေတာကိုကျွန်တော်တို့ရောက်လာပြီဖြစ်တဲ့အတွက်သူ့ရဲ့ဆိုင်ရာပိုင်အောင်ရောက်လာပြီဖြစ်တဲ့အတွက်ဒီမှာရှိတဲ့ဆိုင်ရာပိုင်အောင်လေကျွန်တော်တို့ကဝင်ရောက်ပြီးတော့အတိမတ်ပြုခံရဖို့အတွက်ကျွန်တော်တို့ပူဇော်ပေးရပါတယ်ခင်ဗျာကဲပရိသတ်တွေအားလုံးလည်းအခုဆိုရင်တော်တော်ဆုံးဆုံးလင်းလင်းသိသွားပြီလို့ထင်ပါတယ်ခင်ဗျာ1862ခုနှစ်မှာတည်ထားပြီးတော့လေသမားကြီးဦးကူမူစာမိပေါ့နော်ဖရာတကာကြီးဦးကူမူစာမိရဲ့ပိလခတ်အဟိနူဖရာเจ้าကိုဒီကမရောက်ဘူးတဲ့ပရိသတ်တွေလာဖို့အတွက်ကိုကျွန်တော်ဖိတ်ခေါ်ပါတယ်ခင်ဗျာကျွန်တော်လည်းအခုဆူတောင်းခဲ့ပါတယ်ဆူတောင်းခဲ့တဲ့အတွက်ဆူတောင်းတာပြည့်တာမပြည့်တာဆိုတာထက်ကိုဒီမှာဂုံသတင်းဘယ်လောက်ထိကျော်တော့လဲဆိုရင်ဒီမြန်မာနိုင်ငံကသာမကပေါ့နော်အိန္ဒိယမှာရှိတဲ့လူတွေတောင်မှဒီပိလခတ်အိမ်လူဖျားเจ้าကိုလာပြီးတော့ဆူတောင်းကြတယ်လို့သိရပါတယ်ခင်ဗျာအဲ့တော့မရောက်ဘူးတဲ့ပရိသတ်တွေလည်းပိလခတ်အိမ်လူဖျားเจ้าကိုလာဖို့ဖိတ်ခေါ်ပါတယ်ခင်ဗျာအားလုံးပဲတတား